ခဏငါပြောမှာအားလုံးပဲမြင်ကြလားပါဒီနေ့ကျွန်တော်ရဲ့ special guest မူချီပေါ့နော်ကျွန်တော် pink ground လို့လည်းကျွန်တော်ရေးထားပါတယ် so ကျွန်တော်ဒီနေ့ဇိုင်းပေါ်မှာကြာအား trend ဖြစ်နေတယ်ပေါ့နော် stretches game ဆိုတာဒီလိုထားပါကျွန်တော်ဆော့ပြမှာဖြစ်ပါတယ်ပေါ့နော် hello မပြီးခင်ကျွန်တော်နဲ့ကျွန်တော်ရဲ့မူချီညီမလေးကို like subscribe လုပ်ဖို့မမေ့ပါနဲ့အားလုံးပဲနှုတ်ဆက်လိုက်ပါညီမလေးနှုတ်ဆက်ပါတယ်ရှင် bro အဲ့ဒါကျွန်တော်စတဲ့ကြပါဘူးပေါ့နော်တန်လေးကအရင်မှရယ်ကျွန်တော်ဒါတော့ YouTuber stick လက်ဆော့ခဲ့တာဖြစ်ပါတယ်ပေါ့နော်ဒါတော့ချက်ပွားလို့ပြောကြတာပေါ့နော်ဒါမဲ့ဒီမှာကျွန်တော်ဒန်ပုံးလေးလည်းရထားပါတယ်ပေါ့နော် battle လေးရော fishy လေးရောဒါနဲ့ကျွန်တော်ကတာဝခမအရင် program မတော်ပါဘူးနော်ကျွန်တော်တို့ဘယ်လောက်ဟုတ်လားပြောရင်းနဲ့ကျွန်တော်ပြုတ်ပြရတယ်ဒီမှာပေါ့နော်မျိုးဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ညမလေးရဆိုရင်တော့ကျွန်တော်တအားဖြစ်ပါတယ်ကျွန်တော်မှာတော့အမရှိပါတယ်ကျွန်တော်အမတော့ခန်းထဲမှာနေနေပါတယ်ပေါ့နော်အဲ့လိုဗီဒီယိုပေါ်ကြကျွန်တော်တို့ like and subscribe လေးပြောပေးခဲ့ပါလိမ့်ကျွန်တော်ပြောချင်ပါတယ်ပေါ့ like and subscribe လေးလုပ်ပေးပါလို့ပြောချင်ပါတယ်ပေါ့နော်ကျွန်တော်တို့ကဒီနေ့မှစလုပ်တဲ့ YouTuber အသေးစားလေးတွေပေါ့ကျွန်တော်တို့ကပြောနေနေကျွန်တော်ကစိတ်ကမပါကြပါဘူးပေါ့နော်ကျွန်တော်တက်လိုက်ပြုတ်ကြလိုက်နဲ့အဆင်မပြေပါဘူးကျွန်တော် pro လို့ထင်တယ်ကျွန်တော် pro မဟုတ်ပါဘူး pro ဖြစ်နေမလားပါဘူးတေချာလေးခေါ်နော်တက် cam drop နော်ဒီဟုတ်တယ်နော် cam drop ကျွန်တော်တို့ဆိုတော့မြန်မာနိုင်ငံဖြစ်ပါတယ်ပေါ့နော်ပတ်မြန်မာနိုင်ငံအင်းစိတ်မှနေထိုင်ပါတယ်ပေါ့နော်ကျွန်တော်အကောင့်ရဲ့ action နဲ့ကျွန်တော်ဒီ video ရဲ့နောက်ဆုံးမှာကျွန်တော်ရဲ့အကောင့်နဲ့ဒီကျွန်တော်ရဲ့မြန်မာလေးအကောင့်ကျွန်တော်ပြရမှာဖြစ်ပါတယ်အားလုံးပဲ let's start the video ကျွန်တော်သိတာတော့ဒီခင်းကတအားမိုက်တယ်လို့တော့ YouTuber တွေပြောတယ်ပေါ့နော်ဒီက stick ပါဆိုကြရပါတော့ကျွန်တော်စောကြည့်ပေမဲ့ကျွန်တော်တအားကြပါပါလေကျွန်တော်ညီမလေးကပြောရပေါ့နော်ကျွန်တော်တို့ channel မှာကျွန်တော်တို့ရှောင်းအားမလည်းတင်နေပြပါတယ်အဲ့ဒါကြည့်ပြီးမှဒါကြည့်ပါပေါ့နော်ရှောင်းအားမအရင်ဟိုဖြစ်ကျွန်တော်တို့လေရှောင်းအားမတွေမှာ jump scare ပါတယ်ကြောင့်မလို့နှလုံးယောဂရှိတဲ့လူများဒီကျွန်တော်တို့အဲ့ဒါကြည့်တင်မတော်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်ဒီမှာအတန်းအောင်ကြားတယ် sorry ပါဒီမှာကြည့်ပေါ့နော်ကျွန်တော်မှာဒန်ပေါ်ရှိတော့ပေါ့နော်ဒါလည်းကျွန်တော်မီဒိုတော့ပြောကြပါတော့ကျွန်တော်မြန်မာနိုင်ငံမှာတော့ရောက်ဖို့ပါဟာအဲ့လိုပဲကျွန်တော်ပြကြပါလေအကြောင်းပြောအဲ့လိုကျွန်တော်ပြောမယ်ကျွန်တော်ဒီရဲ့ပုံထုတ်ပါအားကြောင့်မို့လူဆိုတာကျမပေါ့နော် pro ဆိုရတော့ကျွန်တော်ညီမလေးပဲဖြစ်ပါလေအမေကတော့ pro ဆိုပြီးတော့မထင်ကြပါနဲ့ pro လို့မဟုတ်ပါဘူး show တာဝါမှာဆိုအမြဲတမ်းပြုတ်ကြနေတဲ့လူတယောက်ဖြစ်ပါသူကတော့ hacker ပဲဖြစ်ပါတယ်ပေါ့နော် hacker ဖြစ်ပေမဲ့သူ့အကောင့်ကဘာမှသုံးစားလို့မရပါဘူးဟေးဟိုအရင်မိုက်တယ်ဒီ slide မှာစောင့်နေမယ်နော်အားလုံးပဲကျွန်တော်ပြောရဲဆိုကျွန်တော်စကားပြောနေလောက်တာကျွန်တော်ပြုတ်ကြတယ်ပေါ့ပြုတ်ကြတယ်ကျွန်တော်လည်းပြောပါတယ်ပြုတ်ကြတယ်ကျွန်တော် viewer တွေနဲ့စကားပြောတာကိုတိုက်ပါအတန်ရဲ့ခုပြင်းနေမှာပါအားလုံးကျွန်တော်တားမှမှာပဲပေါ့နော်ဒီနားမှာနေခဏပြုတ်ကြတယ်ကျွန်တော်တားလိုက်အဲ့ဒါတိတ်မခုတ်တတ်လို့ပါကျွန်တော်တောင်းမှန်ပါတယ်ဆိုတော့ first time play this game ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ YouTuber stage ပေါ်ရဲ့ဒီနေ့ဖြစ်ခဲ့တာပေါ့အဲ့လိုပဲကျွန်တော် like subscribe လုပ်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ခါပြောခဲ့ရကြဘူးတောင်းမှာရပေါ့နော်ဘူးကကိုရဟောမှာဒီမှာကတော့ကျွန်မသူ့စောက်နေရတာအရင်မိုးကျွန်မလည်းခုံးစီကျွန်တော်ညီမလေးရဆိုရင်တော့ကဘာပေါ်မှာကျွန်တော်ညီမလေးဆိုပဲအမေတူမွေးတာမဟုတ်ပါဘူးဒါမဲ့ကျွန်တော်တို့ကတငယ်ချင်းလို့လည်းဆက်ဆံလို့ညီမလို့လည်းဆက်ဆံပါတယ်ကျွန်တော်တို့စီမှာခွဲစားတင်ကြီးစိတ်မရှိပါဘူးကျွန်တော်ညောက်ကဒါတဲ့ပါလေကျွန်တော်စောတယ်ဆိုရင်ရင်ဒါဖြစ်ပါဒါမဲ့ကျွန်တော်ညီမ ice cream ဆောက်လိုက်ပါဦးမယ်သူကတွေ့တော့ ice cream နဲ့တူတယ်ကျွန်တော်ကတော့ slide ပေါ့နော်ဒီတာဝါပြီးလို့ရှင်တာဝါတူးကြကြောပြန်ဆုံးကြမယ် let's go ဒီဟာကဒီ slide ကအရင်မှပဲဒီ slide ရဲ့မိုက်တယ်ပေါ့နော်ကျွန်တော်ထင်တာကျွန်တော်လူတွေတော်တော်များများပြောအပေါ်မှာ dead ရှိတယ်တဲ့ better cut က relax ဖြစ်ဆုံးပဲတဲ့
ဟုတ်တယ်သူများခေါ်တော့တွေ့ရပါ တွေ့တာပေါ့နော်ဒါ first time ပေါ့နော် first time တော့ camera နဲ့ညီတို့ကတော့အတန်ကောင်းဆုံးပြောကြတယ်နော်ကောင်းပါဘူးအော်ကျွန်တော်တို့လာကျွန်တော်ပြောနေရ better ပဲဖြစ်ပါတော့နော်ဟေးကျွန်တော်ပြကြတော့အဲ့ဒါအဲ့လိုတောင်းပါလေပေါ့နော်ကျွန်တော်အဲ့ကြောင့်မတာဝါလို့ဒီမှာတိတ်မတော်ပါဘူးပေါ့နော်ဒါတော့ better ပဲဖြစ်ပါပေါ့နော် ဟောဒါမဲ့ဟိုလို ကိုလေးဟာတော့ဒါတော့ကျွန်တော်စားချင်ဆုံးအပိုက်ပေါ့နော်တချီကြည့်ဒီအတန်ကိုခင်ဗျားတို့ပြောလို့ရှိရင်တမျိုးနဲ့တူတယ်လို့ပြောပါနဲ့ကိုယ်ဟာရ ကိုယ်ဟာ realistic ဖြစ်ဆုံးလို့ပြောပါလေ များဟာ ခဏလေးအားလုံးမ stay quiet stay quiet အိုးကောင်းတယ်နော်အဲ့ဒါကျွန်တော် sorry ပေါ့နော်တော့ဒါတော့ cheese ပဲဖြစ်ပါတယ်နော် ဒီမှာရန်တဲ့ချစ် ဒါ YouTuber steak ရဲ့အကြိုက်ဆုံးနေရာလို့ပြောပါတယ်ပေါ့နော်ဒီမှာကိုယ်ကျွန်တော်ညမလေးပြပြပါလို့ကျွန်တော်စောင့်လိုက်ပါမယ် ကျမအရန်တာအရန်ခုန်နေနေဆိုဒါမဲ့ကျမဟိုအောက်ထိတော့ပြင်မှုကြပါဘူးအာအစင်းအောင်ထည့် ပြောရင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ညမလေးကအဲ့လိုပါတော့ပေါ့နော်အဲ့တော့ကျွန်တော်ဗီဒီယိုစလိုက်ပါမယ်သူ့ဆိုတော့ကျွန်တော်ရင်းကြည့်ပါဦး ဟဲ့ကိုကဒုစားနော် ကိုယ်လာရှင်တော့မိုက်ပါလေစားရပါညီမလေး ဒီရှင်းနေတော့ ဒါတော့ကျွန်တော်တို့နိုင်မှာ trend ဖြစ်နေနီဒိုပဲဖြစ်ပါတယ်နီဒိုနိုင်မလေးအတန်ချဲလို့ရှိရင်ပြီးခံပြီးတော့ဟိုပြပေးပါလို့ဒီကောက ပေးနိုင်မယ်ဒီ ကျွန်တော်ညမလေးအဲ့လိုပြောရအဲ့လိုတောင်းမှလာတယ်ပေါ့နော်သူကစတတ်ပါတယ်ဒီဘွားတွေသူအဲ့လိုပြောရင်ကျွန်တော်လက်နဲ့သူ့ဘာနဲ့တွေ့မှာဖြစ်ပါတယ်ပေါ့နော်အဲ့လိုမဲကျွန်တော်ဒီနေ့ကစားရတယ်ဆိုတော့ယူပါလေကြောက်လို့မရှိကျွန်တော်လည်းဘာမှမလုပ်တော့အလုံးမဲတီးခက်ကြီးရှိလေးပါကြောက်တာတော့ဂွေးစီပရောက်သွားဖြစ်ပါတယ်ပေါ့နော် ဟဲ့ ဆက်ရပါငါပြောပြီးပါပဲဖြစ်ပါပေါ့နော်ဟာတော့ ကျမအခုပြောရတော့ကျမအရင်တောင်းတယ် အဲ့ဒါကျွန်တော်ညီမလေးတယောက်ပဲတည်တော့မှဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကဒီ ice cream ပြီးသူ့ဆောင်ပါမယ်ကျွန်တော်သူ့ဆောင်လာဒီ grand drop ပြီးသူ့ဆောင်ပါမယ်တော့ grand drop ကတော့အကောင်းဆုံးလို့ပြောကြတယ်ကျွန်တော် robot ကမရှိတော့ဒါနဲ့ဝယ်လို့တယ် သူ့အခုမှလည်း ငါဟိုခွေးမှလားဆက်ကျွန်တော်ညီမလေးကိုဆောင်းလိုက်မှကြမလို့အဲ့တော့တီးခံရပါလို့ကျွန်တော်ညီမလေးကိုဆောင်းလိုက်ပါအောင်မယ်ကျွန်တော်ဒီရိုးနဲ့လုံးတဲ့နေရာမှာကျွန်တော်မြင်ရတယ်မိုက်တဲ့တန်လေးကဒီရိုးနဲ့လုံးတဲ့နေရာမှာခေါင်းမူတက်တဲ့လူတွေဆိုမကြည့်ပါနဲ့လို့ဘာလို့လဲဆိုတော့တားမူလို့ပါဒီဟာဂျီရိုနဲ့ပြီးခေါ်မယ်ဟောမယ်လားဂျီရိုနဲ့ရောက်စောင့်မယ် ဟိုကျမက ဆောင်းရ ကြောက်ပါ ဘယ်အောက်တော့ဘယ်နာတော့ ဝါတောက်ဖတ်ပါတယ်ရှင်ကျမမြန်လည်းခုန်ပြမှာကျမဒီညမှာအရက်ဆောက်ကုန်ကြဆက်ပါတော့ တယ်မအဲ့လိုသူညီမလေးပြောရရင်ကျွန်တော်တောင်းမှန်ပါတယ်ပေါ့နော် မဆောက်နေခါခါ ဒါကတော့ကျွန်တော်တို့ရဲ့ဟိုပါပေါ့နော် ဆောက်တော့ ဘူးဘာတက်တရအောင်တော့ဒါတော့တေးလိုက်လို့ရှိရင်အမြင်အောင်ရောက်ပြီပေါ့ဥစားအဲ့လိုဒါတော့ dumpling လေးပဲဖြစ်ပါတယ်ပေါ့နော် dumpling လေးတော့ကြိုက်ပါ ခုနနည်းနည်းလေးမှားလို့ပါနော်အဲ့ဒါ ဒီခံတောင်းမှန်ပါတယ် အဲ့ဒီကျမခုန်လိုက်ရနည်းနည်းအောင်လို့ပါ ကျွန်တော်ဟိုသူခုံနဲ့ပါရကျွန်တော်ကြော်လိုက်တာဖြစ်ပါတယ် ဘတ်ပိုင်မှာ ကျွန်တော်ဒီညီတို့တော့ဒါတော့ပြီးဆုံးခဲ့ပါပြီပေါ့နော်ကျွန်တော်ခုံနဲ့ဟာဘယ်မှာလဲမမေးပါနဲ့ပေါ့နော်ကျွန်တော်တို့အကိုညီမလေးတို့အကိုတို့ဒီမို့မောင်ကိုတို့မမတို့ကြည့်ရရှိလို့ရှိရင်ကြာသွားမှာဆိုလို့ပေါ့နော်အဲ့ကြောင့်မနော်ဒါတော့နမကြီးနေတဲ့ဘူးဟိုက dumpling မှာဒီအတင်းလေးကမိုက်ပါတယ်ပေါ့နော်ဒါတော့ကလေးပဲဒီကလေးရဆိုတော့ realistic လောက်ဆက်လဲဆိုတော့ပြလို့ ဒါဆိုရင်နံပါတ်3သွားလိုက်တော့မယ်ပေါ့နော် တော့နံပါတ်3သွားကြမယ်ပေါ့နော်နံပါတ်3ကအဓိက robot တုံးမယ်ပေါ့နော်ကျွန်တော်ဖြေချလာဆိုတော့ကြည့်လိုက်အောင် robot တုံးနေဟုတ်တယ် robot တုံးနေကြမှာ ဒါကမှ ကြားလို့ပဲကျွန်တော်ချက်တယ်အဲ့ဒီပြက်